မောင်ဒီစေတီတော်ဤရှိုးဝတ်သမိုင်းမြန်မာနိုင်ငံဤရှေးဟောင်းသမိုင်းဝင်စေတီတော်များအနက်လူသိနည်းတော်လဲတန်ဖိုးကြီးမားလာသည့်စေတီတော်တဆူရှိနေပါသည်ဘေးမှာရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်စမ်းရွာတွင်တည်ရှိသောမောင်ဒီစေတီတော်ဖြစ်ပါသည်ဒီစေတီတော်ဟာတာမန်ရှေးဟောင်းစေတီတဆူသာမဟုတ်ပါဘူးပြန်လည်ပြုပြင်မွမ်းမံစဉ်အတွင်းပုဂံခေတ်ဘုရင်ကြီးအနော်ရထာကိုတိုက်ရိုက်ဆက်ဆက်နေတဲ့ရှေးဟောင်းမွေအနှစ်တွေကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်သမိုင်းပညာရှင်တွေရဲ့အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။မောင်ဒီစေတီတော်ဟာရှေးမုံလူမျိုးများတည်ထားခဲ့တဲ့ဂဝံစေတီအမျိုးအစားဖြစ်ပြီး4000အုတ်ခုံပေါ်မှာရှစ်မြောင်ပစ္စယကိုတင်ကာတည်ဆောက်ထားပါတယ်။ယနေ့အထိမူလပစ္စယအပိုင်းကတော့မပြတ်မစီးကျန်ရှိနေဆဲဖြစ်ပေမဲ့စေတီတော်ကိုယ်တိုင်ကတော့နောက်ပိုင်းမှာပြန်လည်တည်ဆောက်ပြီးရွှေချထားတဲ့စေတီတော်ဖြစ်ပါတယ်။ဒီစေတီတော်ရဲ့အထူးခြားဆုံးအချက်ကတော့ပြန်လည်ပြုပြင်စဉ်အတွင်းအနော်ရထာမင်းလက်ထက်ကပြုလုပ်ခဲ့တဲ့ကပဲစာပါမြေမီးဖုတ်အုတ်ခွက်ဖျား162ခုကိုတွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီအုတ်ခွက်ဖျားတွေဟာတာမန်ရှေးဟောင်းပစ္စည်းတွေမဟုတ်ပါဘူး။ကပဲစာတွေပါဝင်နေပြီးသူတေတီတွေအတွက်အလွန်ရေးပါတဲ့သမိုင်းထောက်ထားတွေဖြစ်ပါတယ်။ဒါကြောင့်မောင်ဒီစေတီတော်ကိုခရစ်နှစ်ဆက်တရားစုဝန်းကျင်သို့မဟုတ်ရင်းထက်ပင်စောစွာတည်ထားခဲ့ဖွယ်ရှိသည်လို့ပညာရှင်များကယူဆထားကြပါတယ်။တွေ့ရှိခဲ့တဲ့အုတ်ခွက်ဖျားတွေဟာအရွယ်အစားလဲကြီးမားပါတယ်။အလျား1ပေ5လက်မှအမြင့်2ပေ9လက်မနဲ့အထူ6လက်မခန့်ရှိကြပြီးလက်ရှိမှာတော့မောင်ဒီစေတီတော်ပရိဝုံအတွင်းရှိအဆောက်အုံတစ်ခုမှာဂရုတစိုက်ထိန်းသိမ်းပြသထားပါတယ်။အဲ့ဒီအပြင်ရှေးဟောင်းမြေမီးဖုတ်အုတ်ခဲများနဲ့စင်တူတော်အစိတ်အပိုင်းတွေကိုလည်းတပါတဲ့ထိန်းသိမ်းထားရှိပါတယ်။မောင်ဒီဆိုတဲ့အမည်နဲ့ပတ်သက်ပြီးလဲစိတ်ဝင်စားစရာရှိပါတယ်။မူလဒါယကအမည်မှာမောင်ဒီဖြစ်တာကြောင့်အစာပိုင်းမှာမောင်ဒီစေတီလို့ခေါ်ဆိုခဲ့ကြပြီးကာလကြာလာတာနဲ့အမျှအတန်ပြောင်းလဲကယနေ့ခေတ်မှာမောင်ဒီစေတီလို့လူသိများလာခဲ့တယ်လို့ယူဆကြပါတယ်။သမိုင်းမှတ်တမ်းအချို့အရပုဂံဘုရင်အနော်ရထာဟာမြန်မာတက္ကရာ424ခုနှစ်တွင်တွန်တေးဒေသသို့ကြွရောက်ခဲ့ပြီးတွန်တေးရွှေစံတော်စေတီကိုရွှေချလူရန်ခဲ့သလိုထိုနေရာမှ10မိုင်ခန့်အကွာရှိမောင်ဒီစေတီတွင်လည်းမိမိကိုယ်တိုင်ပြုလုပ်ထားသောအုတ်ခွက်ဖျားများကိုထားပနာခဲ့ကြောင်းဖော်ပြထားပါတယ်။နှစ်ပေါင်း1000နီးပါးသက်တမ်းရှိတဲ့ဒီရှေးဟောင်းစေတီတော်ဟာဗုဒ္ဓဘာသာယုံကြည်မှုရဲ့သက်သေတစ်ခုသာမကပုဂံခေတ်မွန်ယဉ်ကျေးမှုနဲ့မြမသမိုင်းကိုဆက်ဆက်ပေးထားတဲ့အဖိုးတန်အမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ်။တနေ့နေ့တွန်တေးဒေသကိုရောက်ရှိမယ်ဆိုရင်လူသိများတဲ့ဖျားတွေတင်မကပဲသမိုင်းရဲ့ရှိုးဝှက်ချက်များကိုတင်ဆက်ထားတဲ့မောင်ဒီစေတီတော်ကိုလည်းတွားရောက်လေ့လာဖို့မမေ့ပါနဲ့။နောက်ထပ်မြန်မာနိုင်ငံရဲ့ရှေးဟောင်းသမိုင်းဝင်နေရာများအကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။